ပိုင်းသက်ကျော်လေး ဟုတ်ကဲ့ ဒီတခါတာယူထားတဲ့သချင်းလေးကောင်းစင်ကပါတယ်လေ ခါယူထားတဲ့ချင်းလေးကတရွာသားအချစ်လို့နေရပါတယ် တရွာသားချစ်ဩပဝါဘာကိုကြက်သားထုတ်တော့စွန်းတတ်တယ် ဟုတ်ကဲ့ တရွာသားကိုရီးစားလုပ်တော့လွန်းတတ်တယ်ပေါ့ကွယ်ဟဟလာဒီစာသားလေးဟုတ်ပြီတေးရောင်ဖြစ်မလားကြီးဟာ တီးရေးကဝင်နိုင်ဖြစ်ပါတယ် ဩတေးရေးဝင်နိုင်ကဲမိဘပြည်သူများနဲ့အတူဦးဟိုနားနေပြီးတော့တာကိုခန်းစားအားပေးနေမယ်နော် ဟုတ်ကဲ့ပါခင်ဗျာဖွင့်မပြောတော့ဘူး